လေရမြောင်နေမှာတော့နိုရာလေးကိုစမ်းမှုံနဲ့ပေါ့နော်ရွှေဖြုံသီးနဲ့ရောပြီးတော့အရသာအသစ်ကိုစမ်းကြွေးကြည့်ပါတယ်ကလေးလေးကပေါ့နော်အရသာအသစ်ကိုတိတ်ပြီးတော့ကြိုက်တဲ့ပုံတော့မပေါ်ဘူးဒါပေမဲ့လည်းဒီသူ့ကိုကြွေးတဲ့ပပနဲ့မမကိုအားနာပါနာနဲ့ပေါ့နော်ကိုုံတော့စားပေးရှာပါတယ်ပထမဆုံးနေ့အရသာအသစ်မို့လို့ပေါ့နော်သူတိတ်ပြီးတော့ကြိုက်ပုံမပေါ်ဘူးဒါပေမဲ့ကိုုံတော့စားပေးပါတယ်ထမင်းကတော့မနက်ပိုင်းဆိုရင်မမကကျွေးတာပေါ့နော်ဒါပေမဲ့လိုရာလေးမေထမင်းကျွေးတဲ့အချိန်မှာတယောက်တည်းဆိုတော့ဗီဒီယိုမရိုက်ထားလိုက်နိုင်ဘူးပေါ့နော်ဒီနေ့ပိုင်းကတော့သူ့ပပကကျွေးတာပေါ့နော်ပပထမင်းကျွေးတာကိုတော့ဗီဒီယိုလေးနဲ့မှတ်တမ်းတင်ထားပါတယ်ဒီတော့ပြီးထမင်းစားမယ်တေးတုံးလေးထမင်းစားမယ်တေးတုံးလေးသမီးလေးထမင်းစားမယ်သမီးလေးရေစားပါမလေးလိမ်မာလိုက်တဲ့ကလေးလေးကြီးစအကုန်စားတတ်တယ်ကြီးစမလေးအကုန်စားတတ်တယ်ကြီးစသမီးလေးတော်တာကြီးစမလေးတော်လိုက်တဲ့ကလေးလေးတော်လိုက်တဲ့သမီးလေးတော်လိုက်တဲ့ကလေးလေးကွာကြည့်အောင်အကုန်ကျွမ်းတယ်ကြီးစဗဇက်လေးဟောပါဦးသမီးလေးနောက်တလုံးမလေးတော်လိုက်တာကြီးစအကုန်စားတတ်တယ်ကြီးစမလေးငါသမီးလေးတော်လိုက်တာမလေးဇက်လေးဟောပါဦးသမီးလေးလေးတော်လိုက်တာချစ်စမ်းအတူရတော်တာအကုန်ကျွမ်းတယ်စားမယ်ဆိုတာကြီးပဲ